ကျမတို့မြန်မာနိုင်ငံကဘယ်လိုပဲပြောအာဏာရှင်စနစ်အောက်မှာနေခဲ့ရတာအနှစ်90ပါအနှစ်90ဆိုတော့ရာစုတစုရဲ့တဝက်ပေါ့နော်အနှစ်90နေခဲ့ရတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့အရေးအကြီးဆုံးကအတွေးအခေါ်တွေးပုံခေါ်ပုံတွေကတစ်နှစ်နှစ်နှစ်တွင်ပြောင်းသွားမယ်ဆိုတာတော့တကယ်တော့မဖြစ်နိုင်ပါဘူးဒါဟာကျမတို့လက်တွေ့ကြကြကြည့်ရမှာပါအဲ့တော့ဒီလိုအတွေးခေါ်တွေပြောင်းဖို့ဆိုတာအဓိကပါပဲအဲ့ဒီအတွေးခေါ်တွေပြောင်းဖို့ဆိုတာကျမတို့လုပ်ယူမှရမှာပါအလိုလိုနေရင်ထိုင်ရင်နိုင်ငံရေးလုပ်တယ်ဆိုတာနီးမျိုးမြတ်နဲ့လုပ်ရပါတယ်ကျမတို့လိုနိုင်ငံရေးလုပ်တဲ့လူတွေကအများအတည်ဟုတ်ပါတယ်အဲ့တော့ကြောကြားတယ်လို့ဆိုပါတော့နော်ဒါပေမဲ့ကျမရဲ့အမြင်မှာနာမည်မထွက်တဲ့ကျမတို့ရဲ့ဒီမိုကရေစီဘက်တော်သားတွေဟာအမြင့်မြတ်ဆုံးလို့ကျမမြင်ပါတယ်ဘာနာမည်မှမရဘဲနဲ့ဘယ်သူမှချီးမွမ်းတာကိုမခံရဘဲနဲ့ကိုယ်ယုံကြည်ချက်အရာကိုဒီဇိုင်းမှလုပ်နေတဲ့လူတွေတဲ့ပို့ပြီးတော့မြင့်မြတ်တဲ့လူမျိုးမရှိနိုင်ဘူးလို့ကျမယုံကြည်ပါတယ်ဒါကြောင့်မလို့ကျမတို့တကယ်ဒီမိုကရေစီကိုလည်းရအောင်လုပ်ချင်တယ်ကျမတို့နိုင်ငံကိုလည်းအကျိုးပြုချင်တယ်ဆိုလို့ရှိရင်မြင့်မြတ်တဲ့စိတ်ထားနဲ့ညီညွတ်ဆက်ပြီးတော့လုပ်သွားကြပါလို့ကျမတိုက်တွန်းချင်ပါတယ်